အားလုံးပဲမင်္ဂလာပါကျမတို့ဒီချေရင်မင်းသူပါ Paradise Preschool မှာကြိုဆိုပါရရှင်ကျမတို့ Paradise Preschool မှာဆိုလို့ရှိရင်เนาะအသက်2နှစ်အရွယ်ကလေးငယ်များဟာစကားပြောတတ်ပြီဆိုတာနဲ့အတန်းကိုဝင်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်အတန်း2နှစ်ကလေးငယ်တွေအတွက် nursery တန်းလေးမှာဆိုလို့ရှိရင်เนาะကျမတို့ကမြန်မာစာပြီးတော့ Cambridge English Cambridge Math Cambridge Science ဆိုပြီးတော့ဘာသာရပ်အဓိကဘာသာရပ်တွေပါဝင်ပါတယ်အဲ့ဒါတွေအပြင်ကိုsocial study moral lesson လေးတွေကိုလည်းထည့်သွင်းပြီးတော့သင်ကြားပေးနေတာဖြစ်ပါတယ်ဒီလိုမျိုးသင်ယူနေရမှာကလေးငယ်တွေဟာကစားနေနေသင်ယူမယ်ပြီးသွားလို့ရှိရင် activity မျိုးစုံကိုပြင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ activity တွေကိုပြုလုပ်နေနေသင်ယူနိုင်တာဖြစ်ပါတယ်အယုတ်ကလေးတွေလုံးမယ်တချင်းလေးတွေဆိုမယ်ကရင်ခုံရင်နဲ့ကလေးတွေဟာစာတွေကိုသင်ယူသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘ ഹു တုဒ္ဒအသိပညာများစွာကိုရရှိနိုင်တာဖြစ်ပါတယ်ရှင်ထို့ကဲ့သို့သင်ယူရမှာဆိုလို့ရှိရင်เนาะကလေးငယ်လေးတွေရဲ့အုံနောက်ဖွံ့ဖြိုးမှုဆိုင်ရာကိုပို့ပြီးတော့အထောက်အကူပြုနိုင်ပါတယ်ပြီးတော့ပတ်ဝန်းကျင်ဆက်ဆံရေးကိုလည်းပို့ပြီးတော့အထောက်အကူပြုနိုင်ပါတယ်တငယ်ချင်းပေါင်းအသင်းဆက်ဆံရေးတွေကိုလည်းအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်ကလေးငယ်တွေရဲ့မှတ်ဉာဏ်ပို့ပြီးတော့တိုးတက်နိုင်ပါတယ်ငယ်တွေရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုလည်းအထောက်အကူပြုနိုင်အောင်လို့သင်ခန်းစာလေးတွေကိုထည့်သွင်းပြီးတော့စီစဉ်ထားတာဖြစ်ပါတယ်ရှင်ကလေးငယ်တွေဟာ activity မျိုးစုံကိုပြုလုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်နေ့နဲ့တစ်နေ့မရိုးရအောင်လို့ပျော်ရွှင်မြူးထူးစွာနဲ့သင်ယူခွင့်ကိုရရှိမှာဖြစ်ပါတယ်အဲ့လိုမျိုးသင်ယူတဲ့အခါမှာကလေးငယ်တွေဟာကြီးပြင်းလာတဲ့အခါမှာကျောင်းကိုသွားဖို့အတွက် school readiness ကိုလည်းရရှိမှာဖြစ်ပါတယ်ရှင်ကလေးငယ်တွေဟာတငယ်ချင်းတွေနဲ့အတူတကွ activity တွေကိုပြုလုပ်ရတာတွေ art and craft တွေကိုပြုလုပ်ရတာတွေရှိတဲ့အတွက်ကြောင့်မို့လို့ပေါင်းသင်းဆက်ဆံရေးကိုတိုးတက်စေနိုင်တာဖြစ်ပါတယ်ရှင်PE နဲ့ယောဂကိုတစ်ပတ်တစ်ချိန်သင်ယူရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုလည်းအထောက်အကူပြုပါတယ်ကလေးငယ်တွေကိုသင်ကြားပေးရုံနဲ့မဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်ကမိခိုးတွေကိုမေ့တတ်လာအောင်လည်းသင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးငယ်တွေဟာအပြန်အလှန်တိုင်ပင်ဆွေးနွေးလို့ရလာမယ်ပြီးသွားလို့ရှိရင် problem solving skill လို့ခေါ်တဲ့ပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းတွေလည်းရှိလာမှာဖြစ်ပါတယ်ဘာသာစကားဆိုင်ရာအနေနဲ့လည်းတိုးတက်ဖွံ့ဖြိုးမှုတွေအများကြီးကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်ရှင်ကလေးငယ်များကို Paradise မှာကြိုဆိုလျက်ရှိပါတယ်ရှင်